အားလုံးပဲမင်္ဂလာပါရှက်ရှန်ဖြစ်ပါတယ်ဒီနေ့မှာတော့ရှက်ရှန်က84လမ်း30တောင်းကဟေလိုဒိုနတ်ဆိုင်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်เนาะမန္တလေးမှာဒိုနတ်မရှိဘူးလို့ဘယ်သူပြောလဲကဲဒီမဲ့မန္တလေးမှာဟေလိုဒိုနတ်ဆိုင်ရှိနေပါပြီเนาะသူ့ရဲ့လိပ်စာလေးကကြတော့84လမ်း30တောင်း Capital Hotel မှာဖွင့်ထားတာပဲဖြစ်ပါတယ်เนาะဟေလိုဒိုနတ်ပါเนาะဒီလိုမျိုးလေးတွေ့ပါလိမ့်မယ်သူစီမာလေးဒိုနတ်ဆိုရင်အစုံများရှိပါတယ်เนาะအသီးအစစ်တွေနဲ့ flavor လောက်ထားတဲ့ဒိုနတ်တွေရောအစုံများရှိတယ်သူ့ရဲ့ဒိုနတ်အသားလေးကလည်းအီးဆက်ဆက်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းတယ်ပြီးတော့လေသူကလေဒီဆိုင်မှာပေါ့နော်ဒီပေါ့နော်ကိုဝယ်တာများရင်များသလိုမျိုးတို့ကလက်ဆောင်လေးတွေထည့်ပြီးတော့ပေးလေးရှိတဲ့အကျင့်လေးရှိတယ်ပေါ့နော်ဒီဆိုင်မှာကလေကဲဒီမှာဒါကဒီလိုပုံစံပေါ့နော်ဆိုင်ထဲမှာလေအေးအေးဆေးဆေးထိုင်ပြီးတော့စားလို့ရပါတယ်နော်သူတို့ကလေဟောဒီကပေါ့နော်စားစရာဒိုနတ်တွေအပြင်ကိုနောက်ထပ်ပေါ့နော်တောက်စရာ drinks menu လေးတွေပါသူတို့စီမှာရရှိသေးတယ်ပေါ့နော်ဒီလိုမျိုးအသီးအစစ်နဲ့ဖျော်ထားတဲ့ဖျော်ရည်တွေ matcha တွေ coffee တွေ chocolate ဖျော်ရည်တွေပေါ့နော်နောက်ပြီးသွားပြီဆိုရင်သူတို့စီမှာပေါ့နော်ဒီ parcel ဝယ်မယ်ဆိုရင်လည်းဘူးလေးရအစလှတဲ့အတွက်ကြောင့်ပေါ့နော်လက်ဆောင်ပေးမယ်ဆိုရင်လည်းတော်တော်လေးကိုမျက်နှာပန်းလှစီမဲ့ပစ္စည်းလေးဖြစ်ပါတယ်နော်ကဲဒီမကြီးအဲ့လိုဘူးလေးနဲ့ပေါ့နော်ကိုဝယ်တာများရင်များသလိုလေသူတို့ကလက်ဆောင်လေးတွေထည့်ပြီးတော့စီစဉ်ပေးပါတယ်နော်ကဲဒါလေးကတော့အခုရှင် try မို့လောက်ထားတဲ့ဒိုနတ်လေးဖြစ်ပါတယ်နော်ရှန်ဒီဆိုင်မှာဒါကဒုတိယတစ်ခေါက်လာပြီးတော့စားဘူးချင်းပါနော်ရှေ့တစ်ခေါက်ကလည်းလာစားပြီးတော့ရှန်အရန်ကိုကြိုက်ပါတယ်အားလုံးပဲမင်္ဂလာပါရှန်ရှန်ဖြစ်ပါတယ်ဒီနေ့မှာတော့ရှန်ရှန်ကဟေလိုဒိုနတ်မှာပေါ့နော်ဒီကဒိုနတ်တွေကိုလာပြီးစားတာဖြစ်ပါတယ်ကွယ်ကြည့်ပါအောင်မုံလေးရချစ်စရာလေးရှန်ရှေ့တစ်ခေါက်မှာတော့စားခဲ့ပြီးသွားပြီဒါကဒုတိယတစ်ခေါက်ထပ်ပြီးတော့စားတာဖြစ်ပါတယ်နော်ကဲအများကြီးကိုစားပလိုက်ဒါလေးကကြတော့သူကဒိုနတ်အသားပေါ်မှာဒီ cream strawberry အသီးအစစ်ကိုပေါ့နော်သူတို့ကိုယ်တိုင်ကြိုပြီးတော့ဒီကဒိုနတ်အသားပေါ်မှာတင်ထားတဲ့ဟာလေးဒီကောင်ကလည်းအဲ့လိုပဲဒိုနတ်အသားပေါ်မှာဒါက blueberry အနှစ်ကိုတင်ထားတဲ့ဟာလေးပေါ့နော်အဲ့တော့ဒါလေးကိုစားကြည့်မယ်ပေါ့ 2 3အတူကတော့သူ့ရဲ့ဒီ donut base အသားပေါ့နော်တော်တော်လေးကိုနူးညံ့နေစားတာအရန်စားလို့ကောင်းတယ်ကဲဒီမှာဒီကောင်စားမယ်နော်ဒီကောင်ကကျတော့ဒါ blueberry အနှစ်ကိုတင်ထားတာပေါ့နော်ဝင်းရပါအနှစ်လေးရအောင်စားတယ်တော်တော်ကောင်းတယ်အရန်တော့ဒီနှစ်ခုမှရှန်ဘယ်ဟာကိုအကြိုက်လဲဆိုရင်တော့လေဟိုပေါ့နော်ဒီကောင်ကကျတော့သူကအသီးအစစ်ကိုလောက်တာပေါ့ဒီကောင်လည်းတော်တော်ကောင်းတယ်ဒီကောင်ကကျတော့ပို့ပြီးတော့ချို့ပြီးစားလို့ကောင်းတယ်ရှန်ကတော့ဒီနှစ်ခုရှင်တော့ရှန်ဒီ blueberry ကိုပို့ပြီးကြိုက်တယ်ကိုရိုင်းနဲ့ငကိုရီးယား blueberry ပို့ကြိုက်တဲ့သူဆိုတော့လေကဲအဲ့ဒီတော့လာခဲ့ဒီလိုမျိုးနှစ်ခုပူးလိုက်မယ်ပူးပြီးတော့ကောင်းတာကဲအခုကကျတော့ပြောရမယ် strawberry ရာသီလေးအဲ့ကျတော့ strawberry ရာသီဆိုတော့ဒီမှာကြည့်ဒီကောင်ကလည်းသူက donut base အသားအောင်မှာခွဲပြီးသွားရင်ဒီထဲမှာလုံးဝ strawberry အသီးအစစ်နဲ့ကြိုထားတဲ့ယူရောနောက်ပြီးတော့ strawberry အသီးအစစ်ကိုပါပပလေးတွေလှီးပြီးတော့ထည့်ထားတာပေါ့နော်ကဲအဲ့တော့ဒါလေးကိုစားကြည့်မယ်ကဲရှန်ဒီဘက်ကနေကတ်လိုက်မယ်သူ့ရဲ့ဒီအနှစ်လေးထွက်လာတာလေးအားလုံးကိုပြချင်တယ်နော်ကဲဒီမှာကြည့်ချင်းပြုံးနဲ့ကောင်းတယ်ဒီဒိုနတ်အသားနုနုအီအီလေးကိုပေါ့နော်နောက်ပြီးတော့ဘယ်လိုလဲဆိုတော့ဒီသူ့ရဲ့ strawberry jam လေးရဲ့ strawberry ကိုယ်တိုင်လောက်ထားတဲ့ယိုလေးရဲ့ဒီက strawberry အသီးလေးရဲ့ကတ်လိုက်တဲ့ခါမှာတော်တော်လေးကိုစားလို့ကောင်းတယ်ကဲနောက်ထပ်ဒါကြတော့ပြောရမယ်ဆိုတာဒီကဒီဟေလိုဒိုနတ်မှာပေါ့နော်ရှန်အရန်ကြိုက်တဲ့ဟာရှေ့တစ်ခေါက်စားပြီးတော့ဒီကောင်အရန်ကြိုက်တာဒီမှာကျုံမုံကျိုးလိန်လေးလိုပုံစံမျိုးဒီကောင်ကသူတစ်ချဘိုးခောက်နဲ့လောက်တာတစ်ချဘိုးခောက်ဆိုတော်တော်များထင်ကြတာပေါ့နော်ဒီပေါ့နော်အိန္ဒိယဟင်းထဲမှာထည့်တဲ့တစ်ချဘိုးခောက်အမှုန့်လို့ထင်တာအဲ့လိုမျိုးမဟုတ်ဘူးနော်ဒါလုံးဝကိုလေနိုင်ငံခြားကလာတဲ့တစ်ချဘိုးအခောက်ကိုတုံးထားတဲ့မုံလောက်တဲ့နေရာမှာတုံးတဲ့တစ်ချဘိုးခောက်မှုန့်နော်အဲ့ဒီကတစ်ချဘိုးခောက်မှုန့်သူ့ရဲ့နာမည်လေးကကျတော့ Silmon Trick နော်သူ့ရဲ့နာမည်လေးကကျတော့ Silmon Trick သူကလေဒီမှာကြည့်ရှန်ပြမယ်နော်ဟိုပေါ့နော်အသားသူ့ရဲ့အသားဘလောက်အစ်ဆက်နေဆိုဒီမှာကြည့်ဒီမှာဆွဲတာနော်ဆွဲတာကြည့်အမကြည့်မြင်လားတော့အဲ့လိုဆွဲဆန်လို့ရအီအီလေးဒါပေမဲ့ဒါရှန်အပြတ်တဲ့အထိမဆွဲပြတာဘာလို့ရှန်ဒီလိုစားပြခြင်းလို့ဒီကောင်ကကြောက်ရလေအချိုကြိုက်တဲ့သူဆိုလုံးဝမိုက်တယ်ရှန်ကိုရာကလည်းအချိုကိုအရန်ကြိုက်တဲ့အတွက်ကြောင့်မို့လို့ဒါလေးကိုအရန်ကိုကြိုက်တယ်ကဲဒီမှာကြည့်စားပြမယ်နော်ဒါလေးဒီကောင်တော့အဲ့ဒါရှန်နော်ကြည့်အသားလေးရတယ်ကြည့်ပါဦးအစ်ဆက်နေပါဒီလိုဆွဲလိုက်ပြီဆိုတော့ဒီမှာချက်ချင်းမပြတ်ဘူးကြည့်ဒီမှာကြည့်သူ့ရဲ့အသားလေးအစ်ဆက်နေပါ
အကြိုက်ဆုံးပဲဒီကောင်ဟာတော်ကြိုက်တာဒီကောင်ကကြတော့ तू ကလေဒါပေါ့နော်ဒီမယ်ပဲရှိကြလို့ပြောရမယ်သူ့ရဲ့ no မလိုင်းပေါ့နော်ဒီကဒီ donut base အသားပေါ်မှာ no မလိုင်းနဲ့လှုပ်ထားတဲ့ဟာပေါ့နော်ဒီကောင်ကလည်းအချိုကြိုက်မယ်ဆိုရင်အရန်ကိုကောင်းတယ်ဘာလို့ဆိုအဓိကကတော့လေမြန်မာပါဇက်နဲ့အရန်အဆင်ပြေရ no မလိုင်းချိုလေးပေါ်မှာဟောဒီကဒီဘယ်လိုပေါ့နော်ကျွန်တော်ဒီ donut base အသားကောင်းလေးပေါ်မှာ no မလိုင်းလေးကိုတင်ထားတာဆိုတော့ဘလောက်တောင်ဤစိတ်စားလို့ကောင်းမလဲဆိုတော့တွေးကြည့်လိုက်ကဲဒီမှာကြည့်စားမယ်နော်ကောင်းမတာကွာမကြီးသူ့ရဲ့နုညံ့အစ်စံနဲ့အသားကိုကြည့်ပါဦးနော်ကဲဒါကြတော့ဒါ chocolate filling donut ပေါ့နော်သူကကြတော့ဘယ်လိုလဲဆိုတော့ဟောဒီက donut အသားတွေကိုပေါ့နော် chocolate တွေကို filling လုပ်ပြီးထည့်ထားတဲ့ဟာပေါ့နော်ဒီမှာကြည့်ရှန်ခွဲပြမယ်ဒီမှာကြည့်ခွဲလိုက်ပြီးဆိုရင်ဒီမှာကြည့်အဲ့လိုမျိုးသူ filling လုပ်ပြီးထည့်ထားတဲ့ဟာပေါ့နော်ဒီမှာကြည့်ညာလားဒီမှာဒီလိုပုံစံမျိုးလေးနော်ကဲအဲ့တော့ရှန်ဒါကိုစားမယ်နော်တဲ့သူတို့ filling လုပ်ပြီးထည့်ထား chocolate ကတော်ကောင်းတာမကြည့်ပါဘူးအားလေးကိုထပ်ပြီးစားပြမယ်ဒီကောင်ကကျတော့သူကလေဒီ donut base အပေါ်မှာပဲသူကအုံးသီးအဖက်လေးပေါ့နော်ကိုရိုင်းလောက်ထားတဲ့အုံးသီးအဖက်လေးတွေကိုတင်ပြီးတော့လှုပ်ထားတဲ့ဟာလေးဖြစ်ပါတယ်သူကလည်းလေအုံးသီးအဖက်လေးနဲ့တော်တော်စားလို့ကောင်းတယ်အုံးသီးကြိုက်တဲ့သူဆိုရင်အရင်ကြိုက်မှာကဲဒီမှာတော့ဒါ donut ဆိုရင်လေဘယ်မှာမှမတွေ့ရသေးတဲ့ဒီကပေါ့နော် donut base အသားပေါ်မှာကြက်အမြင်ကိုတင်ထားတာဖြစ်ပါတယ်เนาะကဲဒီမှာကြည့်ကြက်အမြင် donut ပေါ့เนาะ donut သားအီလေးပေါ်မှာကြက်သားအမြင်ကိုတင်ထားတယ်ကြက်မြင် donut ပေါ့เนาะကဲဒီမှာဒါလေးကိုစားမယ်ဒီကောင်နဲ့စားလို့ကောင်းတယ်သူကပြောမှဆိုရင်ဟောပေါ့နော်အသားမစားတဲ့ယောဂရှိနေတဲ့သူတွေဆိုရင် donut စားရင်တော့မှအသားနဲ့စားလို့ရတယ်မကြည့်ချက်သားမြင်အဲ့တော့ရှမ်းမကြည့်ဒီနှစ်ခုကိုပူးမယ်ပူးပြီးတော့စားပြမယ်မကြည့်ဒီမဲ့strawberry fresh juice ပဲဖြစ်ပါတယ်နော်ကဲဒါလေးကိုတောက်မယ်ဒီမဲ့ coffee တွေအေးတွေလည်းရတယ် coffee ဆိုတော့လုံးဝလေ coffee စကောင်းအောင်သုံးထားတာပေါ့နော်တော့မှ coffee အစီကောင်း quality ကောင်းအောင်သုံးထားတာပါကဲဒါကတော့ chocolate chip ပဲဖြစ်ပါတယ်เนาะဒီကောင်ကကြတော့ဒါကတော့ရိုးလေးပဲပေါ့เนาะကဲဒါကတော့ကလေးတွေအရန်ကြိုက်မှာပါဒါလေးကတော့လေရိုးလေးနဲ့ကောင်းတာသူကဒီပေါ့နော်အဓိကသူလောက်ထားတဲ့ဟာဒီ donut base အသားပေါ်မှာပဲသူကဘယ်လိုလဲဆိုတော့လေဒီ chocolate အဓိကပေါ့နော်အနှစ်ကိုတင်ထားတာပေါ့နော်ကောင်းတယ်တော်တော်ကောင်းတယ်ဒါလေးလားဒါကကြတော့လေ mini donut ကိုမှဒါ Hokkaido sauce အဓိကဟာနဲ့တို့စားရတာပေါ့နော်ဒီမှာကြည့်မကြည့် Hokkaido sauce တောင်းလိုက်တာတော်ကောင်းတယ်ကဲဒါလေးကကြတော့ဒါbrownie cake ပေါ့နော်ဒီမှာဒါ brownie cake ဒါဟိုပါပေါ့ဒီလိုမျိုး cake လေးရတယ်နောက်ထပ်ဒီမှာကြည့်ဒါလေးကကြတော့လေဒါတစ်ခုမှ1200ပဲရှိရယ် cookie လေးဒါ Valentine Day နေ့မှာလက်ဆောင်ပေးမယ်ဆိုရင်လည်းပေးလို့ကောင်းတယ်ကိုကြိုက်တဲ့ပုံစံမျိုးလေးလောက်ခိုင်းလို့ရရင်နော်ဒီမှာကြည့်ဟုတ်လားအောင်မယ်နော်မချာကိုဘွားအတွက်အရန်လို့အပ်ကောင်းလိုက်တာတချို့လေမချာမကြိုက်တဲ့သူကမကြိုက်ဘူးကြိုက်တဲ့သူကြတယ်ကြိုက်ကိုကြိုက်တယ်ရှာမချာကြိုက်တဲ့သူမှာပါတယ်ကဲဒါကတော့ latte ပဲဖြစ်ပါတယ်နော်ကဲ latte စိမ့်နေဝင်းညာပဲကဲဒီကောင်ကကြာဒါ ice chocolate ပေါ့နော်ဒီကောင်လေးကိုမှွေလိုက်မယ်နော်ကောင်းလိုက်တာကွယ်ကဲအဲ့တော့ဒီလိုမျိုးပေါ့နော် donut တွေအစုံစားခြင်းတယ်ဆိုရင်เนาะဟောဒီကဒီ Hello donut ကိုလာခဲ့လိုက်ပါเนาะ vlog လေးကိုဒီမယ်ရနာခွင့်ပြုပေးပါအောင်အဆုံးထိကြည့်ရှုပေးကြတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်เนาะ bye bye